မိုးလေးမှာမြန်ရုံမြန်ကွဲအောင်လားမသိဘူးဒီမှာတနခါလေးတွေနဲ့လာကြတာငါကမိသားစုတွေဖွေးနေရမျက်နှာလေးတွေမိုးလေးမှဝင်လာတာဟုတ်ဒီမှာအိယာထားလာကြတယ်ပရိတ်နဲ့ပရိတ်တက်မဟုတ်ဘူးပရိတ်နဲ့ဘာလို့လဲပရိတ်တက်ဆိုတာစိတ်ရှိုးတွေဘာတွေပြီးပြန်ကြတယ်လူငယ်တွေပရိတ်နဲ့ဆိုတာနှစ်ပါးသွားဘလူကောင်းလဲမြန်မာမှုမြန်မာဟန်ဘလူကနိုင်လဲဆိုတာကြည့်ကြဩပရိတ်နဲ့အိမ်နဲ့ဒါတော့အိမ်ဝင်းနဲ့တာရီမြစ်တော်ပနာမရဲ့တဲ့ဟုတ်တယ်ဘူးလေနော်အော်ဒီယိုနေရတော်တော်လူများလာပါအမေလာမနေ့ကစက်ကင်တဲ့လူတွေကခင်းနေကြတယ်သူကစက်ကင်မဲ့လူတွေတင်တယ်ဒီဘက်မှာမီးကင်မဲ့လူတွေလည်းအများကြီးပဲအတိတ်ကကဆိုင်မှာဆိုင်တင်တဲ့လူတွေကိုမောင်စိုးဆိုရင်ဒီကြတော့နောက်တော့အဲ့လိုတနာယူနေရမယ်သူပြောနေမြစ်တော်ပနာမရဲ့တဲ့ဟုတ်ပြီကောင်းတော်ရဲ့တဲ့ဥတီချီစိတ်ထားကြည်လူအများပြည်သူတို့မြူစုရဲ့ကိမေယရှင်တွေကောင်းရဲ့ဖြာဖြာမိဂလာဒီအစဉ်ပြေဝပါစေတော်တမိုးရှိတဲ့တိုင်းကောင်းလိုက်ပါဗျာအဖွားဒီကြောင်လေးနဲ့ချစ်စရာကောင်းအစိမ်းရောင်လေးနဲ့အဖွားဒီကြောင်စီးပွားရေးတွေနဲ့ရောရွှေကြည်အနေလေးလေးတို့ဝင်းရစုမချွေတောင်းလိုက်ပေခမရဘိမခအင်းများရစေသာကိုရီ